哦，这里的片工作比，伢要了吧，包啦。你生的那一，伢生的那一些，伢要了的千里马，那么这些呀，讲的呀的，伢一些的吧啦，那对奶奶讲的呀的，伢一些的吧啦，谁些的，但是我改路来对奶奶。第几个跑偏了路来对奶奶，第二个跑偏了路来对奶奶，没多的啥来家比罗来对奶奶，啥他的啥阿拉的个啥么接路来对奶奶，离偏比罗来对奶奶，他偏偏他的哈呗，苦给手提的面的都差，这些还讲你提的面，哦，老干嘛这些还讲你面啥呗，你要生的那一段嘛，好的讲的苦苦呢。对多奶奶，身上来吧，对奶奶。但是对奶奶为身上呀嘛啦，闹把路我们来说，哦，对奶奶安尼的名义是的，没对个俺讲那里路嘛呗，古都讲木的路呗，我面的讲面的谁个里的他呗，哦，谁讲那路讲的他呗，俺谁看嘛阿古都没偏အောင်你呗，古都谁的偏အောင်路呗。နှလုံးသွင်းမှာဓမ္မရဏတတိဘာဝနာတစ်ခုသိခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောမမေ့ဘူးသို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပြောမယ်နော်အမျိုးစုံပေါ့လေပျော်စရာတွေတစ်ခုခုနဲ့ပြောမယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့တော့အဲ့ဒီလိုမဖြစ်ရအောင်ကောင်းတာလေးနဲ့အချိန်ကုန်မှုအတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးပါပဲတည်သွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မသိခင်ငါကောင်းတာလေးတော့လုံးမယ်ဘုရားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ဟောလေတရားနှလုံးသွင်းမယ်ဆိုရင်ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်ဒါညအခါမှာနှလုံးသွင်းဖို့ပြီးတော့ဘာဆက်နှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်သူနှလုံးသွင်းရမှာငါမှာတဲ့အခုလိုအကြောင်းတစ်ခုခုနဲ့တည်သွားလို့ရှိရင်အပင်ငရဲကြစေနိုင်တဲ့အကုသိုလ်တွေငါထံမှာရှိသလားတွေးလိုက်ပါနော်ငါခုချိန်များတည်သွားလို့ရှိရင်စိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်တွေကြောင့်အကုသိုလ်ဆိုတာစိတ်ယုတ်စိတ်ဆိုးစိတ်ပုတ်တွေကြီးပဲလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်တာတွေမစ္စရိယတွေအဲ့ဒီဆိုးညစ်တဲ့သဘာဝတရားတွေအကုသိုလ်တရားတွေငါးတဏ္ဍာမှာရှိနေသလားအဲ့ဒီတရားတွေဟာငါ့ကိုအပယ်ကိုချပြစ်မှာပဲငါသိသွားလို့ရှိရင်အဲ့ဒီတရားတွေကငါ့ကိုမကောင်းတဲ့ဘဝကိုပို့ဆောင်နိုင်မယ်အဲ့ဒီတရားတွေငါးတဏ္ဍာမှာရှိသလားလို့တွေးလိုက်တဲ့အခါကျတော့ဟာရှိတာပေါ့လို့အဖြေထွက်လိုက်မရှိရင်လည်းမရှိဘူးလို့ဖြေထွက်လိုက်မယ်နော်အေးရှိတာပေါ့လို့အဖြေထွက်ရင်ဘာလုပ်မလဲမြတ်စွာဘုရားမရဏတတိကနေဆက်ပြီးလုံးဝမဲ့အလုပ်တွေနော်ရှိတာပေါ့လို့ဖြေထွက်လာလို့ရှိရင်ဘာလုပ်လဲတဲ့အဲ့ဒီအကုသိုလ်တရားတွေကိုအမြန်ဆုံးဖယ်ရှားနိုင်အောင်ကြိုးစားပါဒါဖြင့်တပည့်တော်တို့ဘလောက်မြန်မြန်လုံးဝမှာတော့ဆိုရင်အေးကိုဝတ်ထားတဲ့အဝတ်မီးလောင်နေမညှိမ့်တဲ့အောင်ကဒါကိုအရင်လုပ်လိုက်လို့ပြောတယ်ခေါင်းမီးလောင်နေလည်းမညှိမ့်လိုက်တဲ့အောင်ညှိမ့်မနေနဲ့ဟောဒီအကုသိုလ်ပယ်ဖို့ရအရင်ကြိုးစားလိုက်တဲ့မြတ်စွာဘုရားပယ်ခြင်းနဲ့ဆန္ဒပယ်တဲ့လုံးလားတတိတံပစညဒီတရားတွေကိုထူထောင်လိုက်ပါဒီလိုကိုဟောထားတာပဲမြတ်စွာဘုရားအဲ့ဒါတွေအရင်လုံးလိုက်ပါအကယ်၍များအဖြေကငါမှအဲ့ဒါလို့ဆိုးညစ်တဲ့အကုသိုလ်တရားတွေငါမှမရှိဘူးဆိုလို့ရှိရင်ကုသိုလ်တရားတွေသာငါမှရှိနေတယ်ဆိုရင်ဒါလေးနဲ့ပဲခြေနှက်တဲ့စိတ်ကလေးနဲ့တညတာကုန်လွန်စေပါတဲ့ဟောအဖြေက2မျိုးလာမှာဟုတ်ဒါကညဥ်ရံမှာဆင်ញင်နှလုံးသွင်းမှုရလေးတစ်ခု